ဒီလိုအကြောင်းရင်းကြောင့်မင်္ဂလာဝေးကိုလုံးဝမလာခဲ့တဲ့ဝိုင်းစုခိုင်သိန်းအခု2025ခုနှစ်ရဲ့အနုပညာလောကမှာစီကားဆုံးတဲ့ခမ်းနားဆုံးလို့ပြောလို့ရမယ်တရုတ်ဆောင်ဇေယျရဲ့မင်္ဂလာပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့ပွဲပြီးသွားပေမဲ့ခုထိလူပြောမရက်နိုင်အောင်ဖြစ်ရတာကတော့ပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေအကြောင်းမဟုတ်ပဲဘာလို့ရောက်မလာခဲ့ရလဲဆိုပြီးမေးခွန်းထုတ်ခင်ရတဲ့ဒုတိယအကြောင်းပဲဖြစ်ပါတယ်။သူကတော့ဇေယျနဲ့ရင်ဘတ်ချင်းနီးဆက်ဆုံးတငယ်ချင်းဝိုင်းစုခိုင်သိန်းပါပဲ။တရုတ်ဆောင်ဇေယျနဲ့ယူရီဇော်တို့ရဲ့မင်္ဂလာပွဲဟာမင်္ဂလာဦးစွန်ကျွေးဘေးသိပ်ပွဲကနေညစာစားဝဲတီနှစ်ရက်တိုင်တိုင်တိတိတတဲကျင်းပခဲ့တာပါအနုပညာရှင်ဆောင်တွေထိတဲမင်းသားမင်းသမီးတွေဆော့ဆော့လေးလေးတက်ရောက်ခဲ့ကြပေမဲ့ပရိသတ်တွေမျက်စိကစားပြီးတော့ရှာဖွေခဲ့ကြတာကတော့ဝိုင်းစုခိုင်သိပ်ကိုပါပဲဒါပေမဲ့ပွဲပြီးတဲ့အထိဝိုင်းစုကိုလုံးဝမမြင်တွေ့ခဲ့ရတာကြောင့်တငယ်ချင်းချင်းအကြောင်းထင်သွားပြီလားဆိုတဲ့ထင်ကြေးတွေဟာဆိုရှယ်မီဒီယာထက်မှဟုံးဟုံးတောက်တလို့ပြန့်နှံ့သွားခဲ့ပါတယ်တကယ်တော့ဇီယာနဲ့ဝိုင်းစုခိုင်သိန်းဆိုတာအနုပညာလောကမှာ Bad Breath Forever တွေဖြစ်လူသိများကြသူတွေပါသူတို့နှစ်ယောက်က VCD ကိတွေကလက်တွဲခဲ့ကြတာဖြစ်ပြီးစုံနေတရုတ်ဆောင်တွေဖြစ်တခြင်းပေါင်းများစွာမှာပရိသတ်ကိုဖျော်ဖြေခဲ့ပူကြပါရီသူတို့ရဲ့တန်ရောစင်ကတာမန်လုပ်ဖို့ကိုင်းပဲဆင်းတဲ့အများကြီးပါရီဝိုင်းစုကန်တဲ့ရဲ့ဘဝမှာချီရေးကိစ္စတွေနာကျင်စရာတွေကြုံရတိုင်းဇီယာကဘေးနာကနေအကြံပေးနှစ်သိမ့်ပေးခဲ့တယ်လို့ဇီယာအတွက်လည်းဝိုင်းစုကစိတ်ခွန်အားပေးတဲ့တိုင်ပင်ပေါ်တိုင်ပင်ဘက်အရင်ကြီးဖြစ်ပါရီဒီလောက်ထိခံမြဲတဲ့တန်ရောစီရှိသူတွေမလို့ဝိုင်းစုမလာတာကပရိသတ်တွေအတွက်တော့တကယ့်ကိုထူးဆန်းနေတာပါဒီကိစ္စနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့အဓိကအကြောင်းရင်းကတော့စိုးညီမာရီနဲ့ပတ်သက်နေတာကြောင့်လို့ယူဆနေကြပါတယ်။ဇီယာဟာသူ့ရဲ့မင်္ဂလာညတာစာဝဲမှာစုဝိသစင်ရဲ့အမားဖြစ်သူဆန်နီမြင့်လင်ရဲ့သမီးလေး Treasure ကိုပန်းကျဲခိုင်းခဲ့ပါတယ်။အတိတ်ကယူဆတဲ့ဟင်းဝေရန်နဲ့ပတ်သက်ပြီးဝိုင်းစုခိုင်သိန်းနဲ့စုဝိသစင်တို့ကြားမှာနာကျင်စရာကိစ္စရွက်တွေရှိခဲ့ပူတာကြောင့်ဇီယာကတငယ်ချင်းဖြစ်သူဝိုင်းစုရဲ့ခံစားချက်ကိုငှက်ကွက်ခြင်းမရှိဘဲစိုးညီမာရီဘက်ကိုနေရာပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ဒါဝိုင်းစုအတွက်တော်လေးကိုမှနေရာခက်စေပြီးစိတ်ခုသွားစေတဲ့ချက်ဖြစ်နိုင်တယ်လို့ပရိသတ်တရားသုံးသပ်နေကြပါတယ်။ဒါပြင်အချို့ကလည်းဇီယာရဲ့ဇနီးတွေကဝိုင်းစုခိုင်သိန်းပေါ်တဝင်းတူရာမျိုးရှိနိုင်တယ်လို့ဝိုင်းစုကိုယ်တိုင်ကလည်းအမြင်ကက်လို့မလာတာမျိုးဖြစ်နိုင်တယ်လို့ကောလာဟာလာတွေထပ်ပေါ်နေပါတယ်။ဒါပေမဲ့ပြန်စဉ်းစားကြည့်သူတို့လုံးဟာဆယ်စုနှစ်များစွာအောင်မြင်မှုထိပ်တန်းမှာရှိနေတဲ့ထိပ်တန်းလူပညာရှင်ကြီးတွေပါ။ဒီလိုမျိုးကလေးကလာကိစ္စတွေပေါ်မှာသဘောထားသေးသိမ်သားမှမဟုတ်ဘူးလို့ယုံကြည်ကြရပါတယ်။ဖြစ်နိုင်ခြေရှိဆုံးအကြောင်းရင်းကတော့ဝိုင်းစုခိုင်သိန်းဟာသူမရဲ့ကျမ်းမာရေးခြေနေကြောင်းတော်၎င်းဒါမှမဟုတ်တိုက်ဆိုင်စွာပေါ်ပေါက်လာတဲ့ခြားသောအရေးကြီးသူမှုရဲ့ကိစ္စနဲ့အမှုပညာလုပ်ငန်းတွေရှိုးပွဲတွေမအားလက်တာကြောင့်မတက်ရောက်နိုင်တာဖြစ်နိုင်ပါတယ်။တကယ်ချင်းရင်းကြီးတွေဖြစ်ကြတဲ့အတွက်လူကိုယ်တိုင်မတက်ရောက်နိုင်ရင်တောင်တနည်းနည်းနဲ့တော့ဂုံပြူစကားပြောပြီးသားဖြစ်မှာပါ။2025ခုနှစ်ရဲ့အလုံများလာတဲ့ချိန်စရာတွေကြားမှာအားလေးရဲ့ညှိရခက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဇေယျရဲ့မင်္ဂလာပွဲမှာဝိုင်းစုခိုင်သိန်းကိုမမြင်တွေ့ရတာတော့ပရိသတ်တွေအတွက်တော့အတော်လေးနှမျောစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲ။သူတို့နှစ်ယောက်ရဲ့တငယ်ချင်းတန်ရောစင်ကဒီပွဲလေးတစ်ခုတည်းနဲ့တော့အကြောင်းပြင်သွားမယ်လို့မထင်ပါဘူး။ကဲပရိသတ်ကြီးအောင်ဇေယျရဲ့မင်္ဂလာပွဲကိုဝိုင်းစုခိုင်သိမ်းမတက်ရောက်ခဲ့တဲ့ပေါ်ဘလို့မျိုးမြင်ကြလဲဆိုတာပြောသွားပြီးခဲ့ပါအောင်ရှင်။